လူတွေမတန်းနိုင်တော့အရာကိုတော့တန်းနိုင်နေတင်ကြုံတွေ့ရတော့မှုရာတွေကိုအားလိုက်တယ်တင်ဖြစ်ရှင်းမရတော့ပုံစားတွေကိုမြည်ဖြစ်ရှင်းပေးမယ်အစင်နဲ့ကောင်းရတဲ့ပြအစင်ချီမွန်မီဝန်လေးရွေးမောပန်းသူငါထန်တော့လာကြငါဒီချမ်းသာခြင်းကိုပေးပြီးဝမ်းမြောက်လို့ရဲ့ဘဝမှာစင်ချီမွန်